အားလုံးပဲမင်္ဂလာပါရှိုင်းအင်ဂျင်နီယာကိုမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုရိုက်ပြလေးကတော့ကျွန်တော်တို့ Aircon Indo Bubbling ကြလေးတွေကိုကျွန်တော်တို့ Aircon တက်ဆင်တဲ့ဆရာတွေ Aircon တက်ဆင်နေတဲ့ဆိုင်တွေလိုအပ်တဲ့ဆိုင်များရှိလို့ပေါ့နော်ကျွန်တော်စီမှာလာလို့ရပါတယ်ခင်ဗျာ Indo Bubbling များကိုကျွန်တော်စီမှာဒီတွေအားဖြစ်တော့ကျွန်တော်တို့100ကျော်လောက်ရှိမယ်ပေါ့နော်brand ကတော့ကျွန်တော်အကုန်တော့မမှတ်မိတော့ပေါ့နော် brand တွေကအများများတဲ့အတွက်ကြောင့်Mitsubishi ရှိတယ် Chico ရှိတယ် Samsung ရှိတယ် LG ရှိတယ်နော်တော်တော်များများရှိရပါတော့လူကြီးမင်းတို့အသုံးပြုလို့ရမယ်ပေါ့နော် brother တို့Indo တက်ဖို့အတွက်အသုံးပြုလို့ရမယ်ဟာမျိုးဆိုကျွန်တော်ဒီမှာလာလို့ရပါတယ်เนาะကျွန်တော်လက်ကားပေးမှာဖြစ်ပါတယ်ကျွန်တော် Aircon လောကမှာလောက်ကန်နေတဲ့ဒီကိုများအတွက်ကျွန်တော်ဘက်ကနေပြီးတော့ဒါလေးတွေအသုံးလုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာလာပြီးတော့ယူလို့ရပါတယ်ခင်ဗျာเนาะကျွန်တော်လက်ကားပေးမှာဖြစ်ပါတယ်ဒီကောင်လေးတွေလိုချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့2668546339ကိုနောက်တစ်လုံးက98514ကို9ခုကိုကျွန်တော်တို့ခေါ်ဆိုပြီးတော့ဒီမှာကျွန်တော်တို့ဆိုင်မှာလာပြီးတော့ယူလို့ရပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ပြီးတော့ရိုက်ပြပေးထားတာလေးဖြစ်ပါတယ်ခင်ဗျာ